အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ TMTS ကပါဒီနေ့ကျွန်တော်ပြပေးမယ့်အကြောင်းကတော့ထိုင်နေတဲ့ပတ်စံရတဲ့ online game နဲ့မိတ်ဆက်ပေးခြင်းလို့ပါဒီ game ကဆိုရင်ပတ်စံရတော်တော်များပါတယ် game နဲ့ဝင်လာပြီး play လိုက်အောင်နဲ့ဒေါ်လာတွေတိုးနေမှာပါ message ရဖို့က point တွေ coin တွေပေးတာမဟုတ်ပါဘူး USD ပဲပေးတာပါဒါဆိုစလိုက်ကြအောင်ဗျာအရင်ဆုံးကျွန်တော်တို့ USVPN ကိုတောင်းလာမယ်ပြီးရင် USVPN ဖွင့်ပြီး Play Store ထဲကိုဝင်မယ်Bowway ဆိုတဲ့ game ကိုတောင်းမယ်ကျွန်တော်ကတောင်းပြီးပြီဆိုတော့ game နဲ့ဝင်ဖို့ open ကိုနှိပ်လိုက်မယ်ဗျာအခုကျွန်တော်ပတ်စံဘယ်လိုထုတ်ရလဲဆိုတာကိုအရင်ဆုံးပြပေးပါမယ် game နဲ့ရောက်ပြီဆိုဘယ်ဘက်ကဟာလေးကိုနှိပ်လိုက်မယ်အဲ့မှာဆိုမိတ်ဆွေရနေတဲ့ဒေါ်လာတွေကိုကြည့်လို့ရမယ်ကျွန်တော်ကတော့အခု 0.4899 USD ရှိပါတယ် withdraw ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်အမှမိတ်ဆွေမှာရှိတဲ့ USD တွေကိုဘာနဲ့ထုတ်မှာလဲ Binance နဲ့လား PayPal နဲ့ထုတ်မှာလားဆိုတော့ကိုရွှေ့ရမယ် Binance နဲ့ဆိုရင် 0.35S ကနေစထုတ်လို့ရမယ် PayPal နဲ့ဆိုရင် 1.04 USD ကနေစထုတ်လို့ရပါမယ်ကျွန်တော်အခု Binance နဲ့ထုတ်ပြပါမယ်ဒါဆို Binance ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်က Binance ID ရေးရမယ်မသိဘူးဆိုရင် Binance ထဲကိုသွားမယ်အခုကျွန်တော် Binance ထဲမှာ 1.32 USD ရှိပါတယ်ဘယ်ဘက်ပေါ်က Binance logo နှိပ်လိုက်မယ်အဲ့ထဲရောက်ရင်မိတ်ဆွေနာမည်ရဲ့အပေါ်မှာ ID ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ရင် auto copy ကူးသွားပါလိမ့်မယ်ပြီးရင် game ထဲကိုပြန်လာမယ် ID ဖြည့်မယ်ကျွန်တော်က 0.8499 USD ရှိတာဆိုတော့ 0.84 ပဲထုတ်မယ်ဗျာပြီးရင် verify ကိုနှိပ်မယ်ပြီးရင် confirm ဆိုတဲ့နေရာကိုနှိပ်မယ်ပြီးရင် ID ကို verify လုပ်ရမှာဆိုတော့မိတ်ဆွေရဲ့မျက်နှာနဲ့ verify လုပ်ပေးလိုက်ရင်ရပါပြီကျွန်တော်အခု verify လုပ်ပြီးပါပြီအားလုံးပြီးပြီဆိုဒီလိုလေးပေါ်လာပါလိမ့်မယ်မိတ်ဆွေရလာတဲ့အောက် IG မှာ share မှာလာလို့မေးတာပါအဲ့ဒီလို့ရှင်ဆိုတာလုပ်လိုက်ပါပြီးရင်ကျွန်တော်တို့ game ထဲကပတ်စံဖြတ်သွားလားဆိုတာပြန်ကြည့်မယ်ဒါဆိုကျွန်တော်ဒီမှာပတ်စံဖြတ်သွားပါပြီပြီးရင်ပြန်ထွက်မယ်ညာဘက်တော့ကလူပုံလေးကိုနှိပ်မယ်အဲ့ဒီညမှာဆိုရင်မိတ်ဆွေတငယ်ချင်းတွေခေါ်တင်တယ်ဆိုခေါ်လို့ရပါတယ်အခုကျွန်တော် game ဆိုတာကိုပြပေးပါမယ် play ဆိုတဲ့နေရာကိုနှိပ်လိုက်ပြီဆိုတာနဲ့မိတ်ဆွေပေါင်းမလုပ်ကြအောင်လို့ပဲပတ်စံတွေရနေမှာပါ level တက်လာနဲ့ပတ်စံရတာပုံများလာပါပါ second လေးထဲမှာပဲ USD တွေတက်လာတာမိတ်ဆွေတွေ့ရမှာပါအခုကျွန်တော်တို့ Binance ထဲမှာပတ်စံရောက်ပြီလားဆိုတော့ကိုတွက်ကြည့်ကြမယ်ဗျာအခုဆိုရင်ကျွန်တော်ကောက်ထဲမှာ 2516 USD ဖြစ်သွားပါပြီအဲ့ဒါဆိုမိတ်ဆွေလည်းကျွန်တော်ပြပေးရအောင်လုပ်တက်ပြီလို့ထင်ပါတယ် Binance ကောက်ဖွင့်နည်းမသိရင်လည်းနောက်ဗီဒီယိုတွေမှာ Binance ကောက်ဖွင့်နည်းကိုတင်ပေးပါမယ် Binance ကောက်မရှိလဲရောင်းဖို့စိတ်ပူကြမလို့ပါဘူးမိတ်ဆွေလိုအပ်ရင်ကျွန်တော် Telegram ကနေပြောထားလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ